laptop screen မှာအဲ့လိုတွေဖြစ်ရင် UMA လုပ်ပြီးဖြည့်ရှင်းကြည့်ရအောင် UMA လုပ်တယ်ဆိုတာမြင်လွယ်အောင်ပြောရရင် desktop တွေမှာ graphic card ကိုဖြုတ်လိုက်တာပဲဖြစ်ပါတယ် gaming laptop ဆိုရင်တော့လုပ်လို့မကောင်းဘူးဗျအခုက Acer E1472 ကို UMA လုပ်ကြည့်မယ်အရင်ဆုံး resistor လေးတွေကိုရွှေ့မယ်ပေါ့နော်ရွှေ့မယ်ဆိုတော့ R2011 ကိုဖြုတ်ပြီးတော့ဘုတ်ရဲ့ဟိုဘက်ဆိုတော့နည်းနည်းတိုင်ပတ်တယ်ဗျ R2013 နေရာမှာသွားထည့်မယ်နောက်ထပ် resistor ထပ်ရွှေ့မယ် R2710 ကို R2709 နေရာကိုရွှေ့မယ်ပေါ့နော်ဘေးချင်းကတ်လေးဆိုတော့အရင်လွယ်တယ်နောက်ဆုံးစစ်အနေနဲ့ coin နေမမယ်အခန်းရောက်ပြီပေါ့နော် VGA 1.5V VRAM coin မမယ်ပြီးတော့ VGA ကို GPU chip coin ပေါ့နော်အကောင်2တုံးမမယ်မလိုက်တဲ့ coin ကစုစုပေါင်း3 coin ပေါ့နော်ဟုတ်ကဲ့ဘုတ်တက်မတက်ဆန်းကြည့်မယ်မတက်ပါဘူးခင်ဗျာလကားနောက်တာပါတက်ပါတယ်ပြီးရုပ်ထွက်မထွက်ဆန်းမယ်ပြီးသွားပြီပေါ့နော်ကျွန်တော်ဦးအောင်ပါတကုံကွန်ပျူတာပါကြိုင်နှစ်တက်တယ်ဆိုရင် like and share လုပ်ပေးပါခင်ဗျာ